ငါသတိပေးလိုက်မယ်မင်းဥက္ကဋ္ဌဝင်ကိုလာပြီးပြဿနာရှာမယ်ဆိုရင်တော့နောင်တရသွားစီရမယ်ထိုအခါ CEO မမဝင်ကဟေးဒီမှာဘာတွေဖြစ်နေကြတာလဲဘာမှမဟုတ်ပါဘူးဒီကောင်ကအလုပ်ထဲမှာလာပြီးပြဿနာလာရှာနေလို့ပါအိုးမမလေးဒီလိုလူကိုမကြည့်ပါနဲ့ကြည့်မိရင်မင်းစီစမှာဆိုလို့ဒါပြီးဒီလိုအတုံးမကျတဲ့ကောင်ကမမလေးတို့ရှာနေတဲ့လူလည်းမဖြစ်နိုင်ပါဘူးတက်ကတိုးတုံးကသူနဲ့ရီးစားဖြစ်ခဲ့ဘူးလေသူကတကယ်ကိုဆင်းရဲတဲ့ကောင်ပါအဲ့ဒီတုန်းကဆိုငါတို့ကလမ်းဘေးစာတွေပဲစားပြီးအပေါ်စားအဝတ်စားတွေပဲဝတ်ခဲ့ရတာထိုအခါကလေးမလေးကတကယ်လို့သူကမချမ်းသာပေမဲ့မင်းအတွက်အကုန်ပေးဆက်ခဲ့တယ်ဆိုရင်သူကလူကောင်းတစ်ယောက်ပဲမင်းကပဲဆင်းရဲတာကိုမခံနိုင်ပဲတန်ဖိုးမထားတတ်ခဲ့တာပါလို့ပြောလိုက်ပါတော့လေဒါကိုအရှက်မရှိတဲ့အမျိုးသမီးဟာမမလေးတို့မသိတော့ပါသူကမမလေးဒီနေ့လာစစ်ဆေးမယ်ဆိုတာသိလို့တမင်တက်တက်ပြဿနာရှာပြီးအာယုံဆိုင်မှုကိုယာယူချင်နေတာစိတ်မကောင်းစရာကတော့တချို့လူတွေကမွေးကလေးကဆင်းရဲမှုကံပါလာတာဆိုတော့ဘာလို့ပြောင်းလဲမှာမဟုတ်ဘူးဒီလိုကောင်မျိုးတို့အချင်းရဖို့မခံပါနဲ့ကျွန်တော်အခုပဲသူ့ကိုမောင်းထုတ်လိုက်ပါမယ်ကဲမြန်မြန်ထွက်သွားစမ်းမမဝန့်ရှာနေတဲ့လူကမင်းလိုကောင်မဟုတ်တာတော့သိကြတယ်ထို့အချိန်တွင်ကလေးမလေးကဖေဖေကိုလမ်းခေါ်လိုက်တော့အခါ